ချင်းသေးလိုမဟိမဲ့အိမ်မွေးကြောင်လို့ညှောင်လို့អော်ရတဲ့ကြောင်ကြီးလို့ပြောလိုက်ရင်လူတိုင်းကကြောက်စရာကောင်းတဲ့ဟိန်းဟောက်တန်တွေကိုပဲပြေးမြင်ကြမှာပါဒါပေမဲ့ကမ္ဘာအမြင့်ဆုံးသတ္တဝါဖြစ်တဲ့ရှီတာလို့ခေါ်တဲ့ကြက်သစ်တွေကတော့တကယ်တမ်းမှာချင်းသေးတွေလိုမဟိနိုင်ကြပါဘူးယုံကြမသူတို့ကထုတ်တဲ့အတန်ကတင်းအိမ်မှာမွေးထားတဲ့ကြောင်လေးတွေလိုမျိုးညှောင်ဆိုတဲ့အတန်နဲ့ငှက်ကလေးတွေអော်တယ်လို့တွတ်ဆိုတဲ့အတန်မျိုးတွေဖြစ်ပါတယ်ဘာလို့ဒီလောက်အစွမ်းထက်တဲ့မိုးဆိုးကြီးကဒီလိုအတန်မျိုးပဲထွက်ရတာလဲဒီနေ့ဗီဒီယိုမှာတော့ကြက်သစ်တွေရဲ့ဒီလိုချစ်စရာကောင်းတဲ့လှည့်ဝက်ချက်တွေနဲ့သူတို့ရဲ့မယုံနိုင်စရာဘဝအကြောင်းကိုပြောပြပေးသွားမှာပါချင်းသေးကြားနဲ့ကြက်သစ်တို့မှာဟိန်းဟောက်ဖို့အတွက်ပျော်ပြောင်းတဲ့အယိုးနှုပါဝင်တဲ့လေချောင်းတိဆောက်ပုံရှိပါတယ်ဒါပေမဲ့ချီတာကြက်သစ်တွေမှာတော့ဒီအယိုးကမာကျောနေတဲ့အတွက်သူတို့ဟာဘယ်လိုမှမဟိနိုင်ကြပါဘူးဒါပေမဲ့တခုထူးခြားတာကသူတို့ဟာအိမ်မွေးကြောင်နေလိုပဲပျော်တဲ့အခါဒါမှမဟုတ်စိတ်ကျေနပ်တဲ့အခါချွဲတဲ့အတန်လေးကိုအသုံးပြုနိုင်ပါတယ်ဒါဟာတခြားကြောင်ကြီးမျိုးနွယ်တွေမလုပ်နိုင်တဲ့အချက်ပါသူတို့ရဲ့အတန်ကတင်းငယ်ပေမဲ့ဒါဟာသူတို့ရဲ့မျိုးနွယ်စုဝင်ချင်းချင်းဆက်သွယ်ဖို့အတွက်တော့အလွန်ထိရောက်လာပါတယ်ကြက်သစ်တွေဟာအမြန်နှုန်းမှာကမ္ဘာနံပါတ်1ပါတုံညကနေတနာရီမိုင်60နှုန်းကို3စက္ကန့်အတွင်းမှာရောက်အောင်ပြေးနိုင်ပါတယ်ဒါပေမဲ့ဒီအမြန်နှုန်းကိုရောက်ဖို့အတွက်သူတို့ဟာအင်အားနဲ့အရွယ်အစားကိုဆွန့်လွတ်ခဲ့ရပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကပေါ့ပါနေရမယ်အယိုးတွေကတီးသွယ်နေရမယ်ဒါကြောင့်လေသူတို့မှာတခြားကောင်ကြီးတွေကိုရှင်ဖို့အင်အားသိမ့်မရှိတာပါသူတို့ရဲ့ခြေသေးတွေဟာအစာဖမ်းမှုထက်ပြေးတဲ့အခါလမ်းမချော်အောင် spike ဖက်နက်တီလိုမျိုးအမြဲတမ်းအပြင်ထွက်နေရပါတယ်ဒါကြောင့်ကြက်သစ်တွေဟာတိုက်ခိုက်ရေးထက်အပြေးပြိုင်ပွဲမှာအာရုံစိုက်ထားတဲ့သတ္တဝါတွေဖြစ်ပါတယ်သူတို့ရဲ့အတန်ကချစ်စရာကောင်းတယ်လို့ပဲသူတို့ရဲ့စိတ်နေစိတ်ထားကလေတခြားကြောင်ကြီးတွေထက်ဆိုင်အေးစေပါတယ်သူတို့ကနေကင်းဘက်မှာပဲအမဲလိုက်ကြတာဖြစ်ပြီးညဘက်မှာချင်းသေးတို့ဒေါ်ခွေအားတို့နဲ့မတွေ့ခြင်းလို့ပါတကယ်လို့သူတို့ဖမ်းထားတဲ့အစာကိုတခြားကောင်ကလာလူရင်တော့ကြက်သစ်တွေဟာဒဏ်ရာရမှကြောက်တဲ့အတွက်လုံးဝပြန်မချပေးအသာလေးဖယ်ပေးလိုက်ပါတယ်သူတို့အတွက်ဒဏ်ရာရသွားတာဟာအမဲမလိုက်နိုင်တော့ပဲငက်ပြက်သွားနေတာကြောင့်အန်ဒီယေကိုတတ်နိုင်တဲ့လောက်ရှောင်ကျဉ်ကြတာဖြစ်ပါတယ်အမြန်နှုန်းမှာဘရင်ဖြစ်ပေမဲ့ဘဝရှင်သန်မှုမှာတော့ကြက်သစ်တွေဟာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရပါတယ်အခုဆိုရင်တောရိုင်းထဲမှာသူတို့ရဲ့အရေးအတွက်ကတဖြည်းဖြည်းနေပါလာနေပါပြီချင်းသေးလိုမဟိနိုင်ပေမဲ့သူတို့ရဲ့ညောင်ဆိုတဲ့အတန်လေးတွေတောထဲမှာဆက်ပြီးရှိနေနိုင်မှုကျွန်တော်တို့အားလုံးကတောရိုင်းတလိပ်ဆန်တွေကိုချစ်ခင်မြတ်နိုးဖို့လိုအပ်ပါတယ်ကြက်သစ်တွေရဲ့ဒီလိုထူးခြားတဲ့အတန်ကြောင့်ကိုတင်အရင်ကသိခဲ့ပါသလားသူတို့ရဲ့အမြန်နှုန်းသူတို့ရဲ့ဘဝအခြေအနေပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာကွန်မန့်မှာဆွေးနွေးသွားကြပါဦးနောက်ထပ်စိတ်ဝင်စားစရာတောရိုင်းလောကအကြောင်းအရာတွေကိုသိဖို့အတွက် Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျကျေးဇူးတင်ပါတယ်ခင်ဗျာ